ကဲလိုင်းပေါ်မှာရှိတဲ့အမျိုးတို့တပတ်စာပတ်သီးနဲ့တပတ်စာအခွေနဲ့နေကုန်ဝမ်းချင်းနဲ့2ရက်တွင်းဝမ်းချင်းနဲ့တင်ပေးလိုက်ပါပြီနေကုန်ဝမ်းချင်းက16ပါ16တစ်လုံးပိုင်ပြီးထွက်ပါမယ်38ကလည်း2ရက်ပါ2ရက်တွင်းမှာဒီနေ့လည်းကြာနိုင်ပါတယ်ပတ်တီး4 5 6ပတ်တီး3လုံးက3လုံးလုံးထွက်ပါမယ်ကြိုက်တဲ့အလုံးကိုလိုက်ပါ4 5 6ကိုအဲ့ဒါနဲ့လုံးကိုလိုက်ပါပတ်တီး4 5 6 3လုံးလုံးထွက်ပါမယ်ခွန်ရှိ9 3 1အခွေကလဲဆုံးတစ်ခွက်2ခွက်ထွက်ပါတယ်တစ်ခွက်ထွက်ရင်ရပ်ပါခွန်ရှိ9 3 1အခွေအင်္ဂါမကျော်ပတ်တီးတစ်လုံးရှိပါတယ်ဘိုင်ပါကိုလာခဲ့ပါဘိုင်ပါလာခဲ့ရင်လည်းလက်ကားပါပြီးပါပဲလိုက်မော်တင်ပြီးလို့အဆင်မပြေတော့ပါအင်္ဂါမကျော်ပတ်တီးတစ်လုံးရှိပါတယ်ဘိုင်ပါကိုလာခဲ့ပါကနန်းလိုချင်လို့ပါလို့ပို့လိုက်ပါပတ်တီးလိုချင်လို့ပါလို့ပို့လိုက်ပါ